Hello, today we are along me Mingala Manekiliba. Jamarian Taneka Nebio Break them Alan Gupian Jozo Barashi. Dinima Letizaga United and Better Town Yarigo, Tinsabitama Piapashi. Dinima Garo Premozoni. United my Jubin and Morin Piatanke, a Tankala Apoma. Morin way your dance at Ego, Tinsabitan Tamare. United my Piatanke, I and Nipiabo at Town at the Soma, Nabata Lanquaking Alice or at Town in Golang, County Tibari. ဒါပေမဲ့ငါအမြဲတမ်းလှုပ်လေရှိသလိုလှုပ်ဖို့စူးစမ်းလေရှိသလိုပါပဲအသင်တသင်ကနေထွက်ခွာလာပြီဆိုရင်ငါအတိတ်ကိုအပြီးတိုင်းတကားပိတ်ခက်လေးရှိပါတယ်တချို့ကိစ္စတွေမှာတော့သူတို့ဘက်ကငါအတွက်တကားပိတ်ပေးလိုက်တာမျိုးပါနောက်ပိုင်းမှာတော့ဘာရီဆက်ဖြစ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးတာမျိုးအပြင်လူအနေနဲ့အလုံးအကျွန်းသုံးသပ်တာမျိုးတွေငါမလုပ်ပါဘူးတကားတစ်ချက်ပိတ်သွားရင်နောက်ထပ်တကားတစ်ချက်ပွင့်လာစမြဲပါပဲ United ကနေငါထွက်ခွာလာတော့ကဖြစ်ပျက်ခဲ့တာလေဒါပဲဇလန်တွေကအဲ့ဒီမှာပဲကြံရစ်ခဲ့တာပါကိန်းကနေမှတ်တမ်းတွေကအဲ့ဒီမှာပဲကြံရစ်ခဲ့ပါတယ်ငါရယူနိုင်ခဲ့တဲ့စုတစိတ်3ခုကတော့ငါနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်ဒါပါပဲယူဘင်ချင်းနေခဲ့တဲ့14လတာကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကတော့ယူဘင်တယောက်ထဲသာခွဲချမ်းစိတ်ပြနိုင်မဲ့ကိစ္စပါပဲဆိုပြီးတော့ဘေဖီကာရဲ့ဘရာဂါပွဲကြို press conference မှာပြောသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ social နဲ့ careers ကိုဦးစားပေးရွေးချယ်သွားမဲ့ United ဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားကြပါမယ် United တင်းဟာဆိုလို့ရှိရင်တော့လိလက်နေတဲ့ယာယီနီးပြရာတွေအတွက် social နဲ့ career တို့နှစ်ယောက်ထဲကနေပြီးတော့ရွေးချယ်သွားမှာဖြစ်တယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ဒါမဲ့နွေရာသီမှသာနီးပြသစ်ခေါ်ယူဖို့အတွက် United အသင်းရဲ့တာဝန်ရှိသူတွေကအစီအစဉ်ထားတာကြောင့်လက်ကျန်ရာသီဝက်ကိုယာယီနီးပြနဲ့သာဖျက်ဆီးသွားဖို့ရှိနေပါတယ်။အမော်ရီရဲ့နေရာကိုဆက်ခံမဲ့နီးပြတွေကိုစီသတင်းထွက်ပေါ်နေပေမဲ့လက်တလုံးသတင်းတွေအရာကတော့ social နဲ့ career ကထိတ်ဆုံးကနေရေပန်းစားနေပြီးတော့လက်ရှိအချိန်မှာတော့ Fletcher ကယာယီနီးပြနေရာကိုတာဝန်ယူထားပါတယ်။ ဆိုရှာကအရင်တုန်းကလည်းအခုလိုယာယီနီးပြရာလူကိုလာရောက်တာဝန်ထမ်းဆောင်ခဲ့ပြီးရဲ့နောက်အမြဲတမ်းနီးပြနေရာကိုရယူနိုင်ခဲ့တယ်လို့ကာရီဆိုရင်လည်း United အသင်းကိုတာဝန်ယူခဲ့တဲ့ကာလာတိုအချိန်အတွင်းမှာရလက်ကောင်းတွေကိုရယူပေးခဲ့ပူပါတယ်။ကာရီရောဆိုရှာကပါလက်ရှိအသင်းလက်မဲ့ဖြစ်နေရကြောင့် United အသင်းအနေနဲ့စိတ်ကြိုက်ခေါ်ယူဖို့နေရရှိထားပြီးတော့အစောပိုင်းကသတင်းထွက်ပေါ်ခဲ့တဲ့ Mr. Ryan ကတော့အသင်းရဲ့တာဝန်ရှိသူတွေရဲ့စိတ်ကြိုက်စရင်းထဲမှာထုတ်ပယ်ခံထားရပါတယ်ရှင်။ ထပ်မံပြီးတော့ Ferguson နဲ့စကားပြောပြီးမှယာယီနီးပြအနေနဲ့ဆောင်ရွက်ဖို့ကိုလက်ခံခဲ့တာဖြစ်တယ်လို့ Fletcher ပြောကြားလာတဲ့အကြောင်းအရာကိုလည်းဝေမျှပေးသွားကြပါတယ်။ Burnley နဲ့ Premier League ပွဲမှာ United အသင်းရဲ့ယာယီနီးပြကစားသမားဟောင်းဖြစ်တဲ့ Fletcher ကနီးပြဟောင်းဖြစ်တဲ့ Ferguson နဲ့စကားပြောပြီးမှဒီယာယီနီးပြအနေနဲ့ဆောင်ရွက်ဖို့ကိုလက်ခံခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ အသက်42နှစ်တာရှိသေးတဲ့ Scotland လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း Fletcher ဟာဆိုရင် United အသင်းမှာပွဲပေါင်း342ပွဲကစားခဲ့သူဖြစ်ပြီးတော့ဂန်နဝေနီးပြ Ferguson နဲ့ဆက်ဆံရေးအကောင်းမွန်ဆုံးကစားသမားတစ်ယောက်အနေနဲ့သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ United အသင်းနဲ့အတူစူပလာအောင်ပွဲများစွာရယူနိုင်ခဲ့တဲ့ Fletcher ကစားသမားဘဝကအနားယူပြီးတဲ့နောက် United အသင်းမှာ U16 နီးပြအနေနဲ့စတင်ဆောင်ရွက်ခဲ့တယ်လို့နီးစနစ်ဒရိုက်တာအနေနဲ့လည်းဆောင်ရွက်ခဲ့ပူပါတယ်။ 2025မှာတော့ U18 နီးပြအနေနဲ့ခန့်အပ်ခံခဲ့ရပြီးတော့ Amorim ယာရုကနေထုတ်ပယ်ခံရတဲ့အချိန်မှာယာယီနီးပြအနေနဲ့တာဝန်ပေးခံခဲ့ရတာပါ။အဲ့ဒီအတွက်မီဒီယာတွေနဲ့စုံတွေ့ရမှာ Fletcher ကယာယီနီးပြအနေနဲ့ဆောင်ရွက်မဲ့သူကို Ferguson ကဆူတောင်းပေးခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။အရေးကြီးတဲ့ဘယ်လိုဆုံးဖြတ်ချက်ကိုပဲဖြစ်ဖြစ် Silas နဲ့စကားမပြောဘဲကျွန်တော်မပြုလုပ်ချင်ပါဘူး။ကျွန်တော်က Silas နဲ့တကယ်ကိုကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်သူနဲ့ပထမဦးဆုံးစကားပြောချင်ပြီးသူဆူတောင်းပေးတာကိုလည်းလိုချင်ပါတယ်။သူကဒီလိုအလေးထားဖို့ထိုက်တန်သူလို့ထင်ပါတယ်ဆိုပြီးတော့ Fletcher ကပြောခဲ့ပါတယ်ရှင်။ထပ်မံပြီးတော့ပရိသတ်တွေအတွက်ကို Amorim အထောက်ခံလိုက်ရပြီမို့လို့ပြန်လာခဲ့တော့လို့တောင်းဆိုခံခဲ့ရတဲ့တရေနီကျဲပွင့်ရဲ့အကြောင်းကိုလည်းပြပြပေးသွားချင်ပါတယ်။အင်္ဂလန်ကွန်လက်ကစားသမားအောင်ဖြစ်တဲ့ Owen Hargreaves ကတော့ Ruben Amorim အသင်းပွဲထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ Marcus Rashford ကို Old Trafford ကိုပြန်လာဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ Amorim ဟာ United ကစားသမားတချို့ကိုအညာအတန်ကင်းမဲ့တဲ့ဆက်ဆံမှုမျိုးနဲ့ဆက်ဆံခဲ့ပြီးတော့တချို့ကလူပိုရီအနေနဲ့ပထမအသင်းနဲ့အဝေးမှာပဲလေ့ကျင့်ရင်ဆင်းခဲ့ရပါတယ်။တချို့ဆိုလို့ရှိရင်အသင်းသစ်ကိုရှာဖွေသွားကြပြီးတော့တချို့ကတော့အငှားထွက်ကစားခဲ့ကြပါတယ်။ Amorim ကပြီးခဲ့တဲ့ရာသီမှာ Rashford ကို Aston Villa အသင်းစီအငှားချခဲ့ပြီးတော့ပြီးခဲ့တဲ့နွေရာသီမှာ Barcelona အသင်းစီနောက်ထပ်တစ်ရာသီအငှားချခဲ့တာပါ။ Rashford ကလာလီဂါမှာ Barcelona နဲ့အတူအားကောင်းတဲ့ရာသီပထမပိုင်းကိုပိုင်ဆိုင်ခဲ့သူဖြစ်ပြီးတော့16ပွဲမှာတွင်း6ဂိုးနဲ့ဂိုးပန်တင်မှု8ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်28နှစ်အရွယ်ကစားသမားကဒီယာဒီကုံမှာဘာစီလိုနာအသင်းကိုအပိသက်ပြောင်းရွှေ့ဖို့အတွက်မျှော်လင့်ထားတဲ့အကြောင်းပြောခဲ့ပေမဲ့ Hargreaves ကထူးခြားတဲ့ကစားသမားအနေနဲ့နွေရာသီမှာမိခင်အသင်းစီပြန်လာဖို့အတွက်မျှော်လင့်နေတာဖြစ်ပါတယ်။ Market ပြန်လာဖို့ကျွန်တော်မျှော်လင့်နေဘာလို့လဲဆိုတော့သူကထူးခြားတဲ့ကစားသမားမို့လို့ပါ။
အမော်ရီနဲ့မာကက်တို့ကြားထဲမှာဘာတွေဖြစ်ခဲ့လဲတော့ကျွန်တော်မသိပေမဲ့သူ့ရဲ့အရေးအချင်းကိုညင်းပယ်စရာဘာမှမရှိဘူးလို့ထင်ပါတယ်။မာကက်ကအရာအလုံးအတွက်ပခုံးထမ်းထားခဲ့ရတဲ့နေရာမျိုးမှာရှိမနေခဲ့တင်ဘူးလို့လည်းထင်ပါတယ်။ကျွန်တော်တို့အသင်းမှာသူကတတိယဒါမှမဟုတ်ရင်စတုတာမြောက်လူဖြစ်ခဲ့ရမှာပါ။ဒါဆိုရင်တော့သူ့ရဲ့တာဝန်တွေအားလုံးယူရမှာလည်းမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူ့ပကုံးပေါ်ကတာဝန်ဝတ္တရားတွေတော်တော်များများကိုကျန်တဲ့သူတွေကယူခဲ့ကြမှာမို့လို့ပါ။ဒီလိုငယ်ရွယ်တဲ့ကောင်လေးတွေကိုအဓိကကစားသမားအနေနဲ့အများကြီးအာရုံစိုက်ခဲ့ပြီးတော့သူတို့တွေအနေနဲ့အသက်20အရွယ်လောက်နဲ့ဒီလိုနေရာမျိုးမှာဘယ်တော့မှရှိမနေခဲ့သင့်ပါဘူးသူတို့တွေအသက်26 28လောက်တိုက်စမှုတယောက်လိုအပ်ခဲ့ပြီးလူငယ်ကျယ်ဝင်းတွေကအရင်တုန်းကအသင်းမှာလုပ်ခဲ့တဲ့အတိုင်းပဲတယောက်စီကနေတယောက်လှုပ်ရင်းကိုင်ရင်တင်ယူရမှာဖြစ်ပါတယ်မာကက်ကစူပါအရေးအချင်းကိုပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ကအသင်းကလည်းသူ့ကိုအသုံးပြုနိုင်မယ်လို့ထင်တယ်လို့ပြောခဲ့ပါတယ်ရှင်နောက်ဆုံးနေ့နဲ့ကတော့ Greenwood ကိုပြန်ခေါ်ဖို့အတွက်စီစဉ်နေတဲ့ United ဆိုတဲ့အကြောင်းအရာကိုပြပြရင်းနဲ့နှုတ်ဆက်ချင်ပါတယ်United တင်ကို Mason Greenwood ပြန်လာဖို့လည်းရှိနေပါတယ်။အသင်းရဲ့အကြီးပိုင်းအလုပ်အမှုဆောင်တွေကလက်ရှိမှာတရနီကျဲပွင့်ဟောင်းကိုလာမယ့်နေရာဒီမှာ Old Trafford ကိုပြန်လည်ခေါ်ယူသွားဖို့ကိစ္စအတွက်ဆွေးနွေးနေကြပါတယ်။ဘာစီလိုနာအသင်းကိုအငားနဲ့တွားကစားနေတဲ့ Marcus Rashford ကလည်းရာသီကုန်စာထုတ်ပြည့်ရင်ပြန်လည်ခေါ်ယူနိုင်တယ်လို့သတင်းတွေထွက်လာခဲ့ပြီးတော့ဘာစီလိုနာကရာသီကုန်မှာပေါင်တန်း30နဲ့အပိသက်ဝယ်ယူခွင့်ရှိနေတာဖြစ်ပါတယ်။ United ကိုယာယီနီးပြအနေနဲ့ပြန်လာဖို့နီးစပ်နေတဲ့ Ole Gunnar Solskjaer ကရှက်ကိုအထောင်ထားပြီးတော့တောင်ပန်ကစားသမားတွေမြင်းမြိုင်ဆိုင်နဲ့တစ်ချိန်လုံးကအောင်မြင်ခဲ့တဲ့တိုက်စစ်ကစားပုံကိုပြန်လည်အသက်သွင်းကျင်နေရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကြောင်းရိုင်နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေလည်းစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ပြီးတော့ဘယ်လိုမျိုးအကြံပြုစရာလေးရှိလဲဆိုတာလည်းအောက်က comment လေးမှာရေးခဲ့ပြီးလို့ရပါတယ်ရှင်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခံယူနိုင်ကြပါစေရှင်။